ကဲဒီမှာကြည့်တော့အားလိုက်တာရှေ့တော့မပူရရှေ့တော့ပါမရှက်လေးတွေအရန်လာပါနော်ရှက်လေးတွေပါရှင်ဒါအရင်မတက်တော့နော်လွန်ခဲ့တဲ့9နှစ်6နှစ်လောက်ကလေးကအရန်ပောက်ခဲ့ရဲ့နော်ဒီလိုရှက်လေးတွေဖြစ်ပါတယ်ရှင်ဒီပါလှလိုက်တာအေးလို့နော်ဒါလေးကကြတော့နော်စပန်သားလေးတွေဖြစ်ပါတယ်ရှင်ယောက်ျားလေးကိုဝတ်လဲလှတယ်မိန်းကလေးကိုဝတ်လဲလှတယ်နော်ဒီဇိုင်းလေးပြပြီးလှချက်ကိုအရန်ကြိုက်လို့ပြောလုံးဝနော်ဒါစတိုင်ဘက်အနေနဲ့ဝတ်လဲလှတယ်ယောက်ျားလေးရှက်ကိုအမိုက်စားလေးနော်ဒါဆိုရင်အပြင်မှာ2800 online ပေါ်မှာရောင်းတာပေါ့နော်2800 2200လေးဝန်းကျင်ရှိတယ်အခုကလော့လိုက်ရတာမျိုးအထည်အများကြီးပေါ့နော်အထည်ကိုမတတ်တော့เนาะအထည်5000လောက်ရှိရပေါ့နော်ဒါလေးကဲဒါလေးတွေကိုဈေးနှုန်းဘယ်လောက်နဲ့ပေးမလဲဆိုတော့ဒါဆိုဂျင်းမောင်းကြီးနေနဲ့ဝယ်ရင်အရန်လှတာပဲเนาะ9500ကျပ်ဒီလို T-shirt လေးတွေเนาะ T-shirt လေးဝယ်ပြီးအပေါ်ဓာတ်လေးနဲ့အဲ့လိုလဲဝတ်လို့ရတယ်အမှန်တော့သူက T-shirt ကကြာရင်ဒီလိုပေါ့เนาะအနက်လေးဆိုတော့အနက်လေးတွေဒီလိုအနက်နဲ့အဖြူကွက်လေးတွေအဖြူခံလေးတွေပေါ်မှာအဲ့လိုလေးထပ်ပြီး cushion လေးရပါတယ်ရှင်ဒီမှာတိုင်ကျိုးစင်ဦးလှလိုက်တာအညိုစင်လေးတွေဒီမှာเนาะ brand စင်လေးတွေဒီမှာဒီဆိုးတွေဒါမျိုးတွေเนาะဒါမျိုးတွေခွေးတန်တော့เนาะဒါရကြတော့မတတ်တော့เนาะဒါဆမ်ပယ်လေးပြပြီးအထည်ရေတော့အများကြီးရှိရပေါ့နော်ထည်ရေတော့အများကြီးရှိပါတယ်ရှင်9500စိတ်တိုက်เนาะ wave up ပေးနိုင်ပါတယ်ရှင်เนาะအနည်းဆုံးကတော့မတက်တို့ကိုဒါနှစ်ထည်ကနေစယူပေးပေါ့နော်နှစ်ထည်ကနေ1000ခွဲဖို့1000ခွဲဖို့စပြီးဝယ်နိုင်ပါတယ်เนาะဒါအပြင်အထည်ရရှိသေးတဲ့ဈေးဆိုရင်လည်းเนาะလက်ကားစီးစီးတက်တက်ရှိပါတယ်ရှင်အယောင်စစ်တွေတအားလှပဲမတက်ကဒီမှာဒီဝတ်ထားတဲ့အကွက်လေးတွေအရန်ကြိုက်နေလို့ဒီမှာเนาะအနီလေးငန်းပြပေးမှတာရှိပါအောင်ရှေ့တော့ကိုတောက်နေတော့ပဲဝါလှလိုက်တာကဲကျမကင်သမျှနော်အကုန်လုံးလှနေမယ်နော်ကျမကင်သမျှအကုန်လုံးလှနေမယ်သူကလက်ဆိုင်ရဲ့80 280လက်ဆိုင်80 280နော်လူကြီးဝဝရဲ့အထိဝယ်လို့ရပါတယ်ပေးကဲဒါမျိုးလေးတွေပါနဲနော် T-shirt လေးနဲ့လည်းဒီလိုမျိုးခံပြီးတော့ခါကြတော့ပေါ်ထက်သဘောမျိုးလေးဝတ်လို့ရတယ်ပေါ့နော်ကဲဒါမျိုးတွေဒီစင်ဆိုအရန်ကြိုက်တော့ပဲနော်ဒီအစင်ဆိုရင်အရန်ကြိုက်တော့ပဲအဲကဥထွတ်တောင်မှပဲဒါလေး10တယ်လောက်ယူပေးခိုင်းမယ်လူရဒီပေါ့ပတက်တောင်တက်တာ9500ရှေ့တို့ရှုံမွတ်တော့ဘူးနော်စေးလည်းမကျွတ်ဘူးရှေ့တို့ဒီမှာ280အထိရှိရယ်နော်280အထိရှိပါတယ်9500ပါအဲ့ဒါတန်ကျိုးစင်လေးတွေပါဒါလေးတွေပါပြီးရင်ဒီမှာဒီအစင်လေးကိုတစ်ချက်ပြပေးပါမယ်လူငယ်စင်လေးဆိုရင်ဒါမျိုးလေးတွေအရန်လာတော့နော်โอเค